တင်းငန်းလေးကညာတညာကျွန်တော်9နှစ်သားအရွယ်တုန်းကရွှေကုတ်ကံမြို့နယ်နင်းနေဝေးတွေဘေးတော်ဆိုတဲ့ရွာကြီးတယောက်မှာနေခဲ့ဘူးလေဗျအဲ့မှာじゃပြောင်းမှုအစိုက်များကြတယ်လေအဲ့ဒါနဲ့ညဘက်ဆိုမိသားစုလိုက်ပြောင်းမှုတွေရောင်းနှံဝင်မှုခွန်ထွားကြတာပေါ့တညမှာတော့အဖေကအဲ့ရောက်မှာဖြစ်ခဲ့ဘူးလေအဖေကလေးတစ်ခုကိုပြောပြလာခဲ့တယ်တချင်းကရွာထဲမှာတက်တိရှိရဲလို့အမေကြွားပြောတတ်တဲ့ချီရောက်သိမ့်မတန်နဲ့မတ်တင်လားဆိုတဲ့အမျိုးသမီးတယောက်ရှိတနေ့ကျအဲ့အမျိုးသမီးကကြွားဝါပြောနေတော့အမျိုးသားတယောက်ကသူ့ရှိရောက်လာပြီးခမည်းမှာတက်တိရှိတာကျွန်တော်မယုံနိုင်ဘူးတကယ်လို့တက်တိရှိရင်ညဘက်ဘဲတော့ရွာတင်းငယ်မှာညတောင်ရင်ဒီနေပြတခေါရင်ပြည့်လို့အိမ်မလာရင်ကျွန်တော်ယုံမယ်အဲ့လိုနဲ့အထူးအမျိုးသမီးလေးရတယ်ငါနေပြမယ်ဒီရွာမှာငါဘာမှကြောက်မနေခဲ့ဘူးလို့ပြန်ပြောခဲ့တယ်ဗျအဲ့ညမှာပဲထိုအမျိုးသမီးကတင်းငယ်လေးကနေသာကုန်ရှိထုမှထိုင်ပြီးတခေါရင်အထိနေလိုက်တယ်တခေါရင်ရောက်တော့ဟောပြောထားတဲ့အချိန်ရောက်ပြီငါဘာမှကြောက်မနေတတ်ဘူးငါဟာဘာမှမကြောက်တတ်တဲ့သူဆိုတာတက်တည်ပြဖို့အိမ်ပြန်မယ်ဆိုပြီးသူ့ရဲ့ဒုက္ခကိုအားပြုပြီးထားလိုက်တဲ့အချိန်မှာနောက်ကသူ့ကိုဆွဲထားသလိုဖြစ်ပြီးဘာမှထမရဘူးရုံးမရတဲ့အစုံသူကြောက်လန့်ပြီးငါ့ကိုကဲပါငါ့ကိုတယောက်ကဆွဲနေတယ်ကဲကြပါလို့អုံနေခဲ့ဒါပေမဲ့သူမအော်တန်ကိုဘယ်သူမှမကြားရမနေ့ကျတော့ရွာသားတွေကအမတ်တင်လာညကလည်းပြန်မလာဘူးဆိုပြီးတညာလေးလာရှာတော့ညကသူထိုင်နေတဲ့မြေပုံမှာသူမလက်ကင်တို့ကသူမအညီစားကိုထောက်လျက်တိတ်ဆုံးနေတာကိုတွေ့လိုက်ရတယ်သူမဟာအကြောက်လွန်ပြီးနှလုံးဟုန်မြန်ပြီးတည်သွားတာဖြစ်ပါတယ်